ဒီနေ့ဗီဒီယိုလေးကိုမစခင်ကျွန်တော်မေးခွန်းတစ်ခုလောက်မေးချင်ပါတယ်။တင်ဒီနေ့စိတ်ပင်ပန်းနေပါလား။အရာရာအသင့်ပေါ်ဖိအားပေးနေတယ်လို့ခံစားနေရပါလား။တကယ်လို့အဲ့လိုခံစားနေရတယ်ဆိုရင်ဒီဗီဒီယိုမကြော်သွားပါနဲ့။ခဏလောက်အချိန်ပေးပြီးကျွန်တော်နဲ့တူအေးအေးဆေးဆေးနားထောင်ပြီး။လူတော်တော်များများထင်ကြတာ Strong Mindset ဆိုတာမွေးကလေးကပါလာတဲ့ပါရမီတစ်ခုလို့ဒါပေမဲ့တကယ်တော့အဲ့ဒါဟာနေတိုင်းကိုဘလို့စကားတုံးတွေနဲ့ပြန်ပြောနေတယ်လေဘလို့တွေးတောနေတာလဲဆိုတာကနေတိဆောက်ယူရတဲ့စိတ်ပိုင်းဆိုင်ရာမာဆယ်တစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့တင်းရဲ့စိတ်ဓာတ်ကိုပုံမခိုင်မာလာစေမယ့်အခြေခံအချက်၈ချက်ကိုပြောပြပေးတော့မှာ။နံပါတ်1 Be patient ရာအလုံးကချက်ချင်းဖြစ်မလာပါဘူး။အချိန်တိုင်းပွင့်လာမယ်ပန်းလို့ပဲစောင့်နိုင်တဲ့သူကနောက်ဆုံးမှအနိုင်ရတတ်ပါတယ်။ခင်ဗျားတို့အားလုံးဝါးပင်ကိုမြင်မှုကြပါဝါးပင်ကပထမ9နှစ်မှာမြေပေါ်တလက်မတောင်မတက်ပြင်မယ်6နှစ်လောက်ကြာတဲ့အခါမှာရဲအနည်းငယ်တွင်အမြင့်ပေ80လောက်ထိကိုတက်သွားတတ်ပါတယ်တိခန့်နေဆိုတာဘာမှမလုပ်ပဲထိုင်ဆောင်နေတာမဟုတ်ပါဘူးအလုံးလုံးရင်းနဲ့ရလက်ကိုယုံကြည်မှုရှိရှိဆောင်နိုင်နေတာနံပါတ်2 Be proactive ကြောက်နေရင်တော့လှုပ်တဲ့နေအောင်လုပ်ပါ5စက္ကန့်စီးမင်းကိုခင်ဗျားတို့ကြားဘူးကြမှာအလုပ်တစ်ခုကိုလုပ်ဖို့တွန်းဆုံနေရင်5 4 3 2 1လို့ရေးတွက်ပြီးတော့ချက်ချင်းထားလုပ်လိုက်ပါဒါဟာတင်းစိတ်ကိုအားရင်အသေးဖြစ်စေပါလိမ့်နံပါတ်3 Be open to change ပြောင်းလဲမှုဆိုတာရှောင်လွှဲလို့မရပါဘူးပြောင်းလဲမှုကိုလက်ခံလာနိုင်တဲ့နေ့ဟာတင်တိုးတက်လာတဲ့နေ့ပါcomfort zone ဆိုတာနှွေးထွေးပင်ပဲဘာပင်မှပေါက်လို့မရတဲ့မြေစုလာမရှိတဲ့နေရာတစ်ခုပါပြောင်းလဲမှုဆိုတဲ့မုံတိုင်းမှာတင့်ရုံနေရာတစ်စီကိုခေါ်သွားပြီးမှာနံပါတ်4 Learn to let go လက်လွတ်ဖို့လေ့ကျင့်ပါဒီနေရာမှာလက်မလွတ်နိုင်တဲ့သူတွေအတွက်အကြံလေးတစ်ခုပေးပြရစီစက်ကူတရက်ပေါ်မှာစောက်ဝိုင်းလေးတစ်ခုကိုဆွဲပါစောက်ဝိုင်းထဲမှာကိုထိန်းချုပ်နိုင်တဲ့အရာဥပမာကိုရဲ့အပြုမူကိုရဲ့အတွေးခေါ်ကိုစကားစောက်ဝိုင်းအပြင်မှာကိုမထိန်းချုပ်နိုင်တာတခြားသူတွေရဲ့ကိုပေါ်မြင်တဲ့အမြင်ကိုရဲ့အတိတ်အဲဒီကိုကြည့်ပါစောက်ဝိုင်းအပြင်ကအရာတွေကိုလက်လွတ်ဖို့လေ့ကျင့်ပါနံပါတ်5 Stay hopeful အခုချိန်အဆင်မပြေသေးရင်တော့ဒါဟာအဆုံးသတ်မဟုတ်သေးပါဘူးညဉ့်နဲ့နေမိုးလင်းမှုပုံနီးနေပါအမောင်ဆုံးချိန်ကိုဖြတ်ကျော်နေရတယ်ဆိုရင်တင်းဟာအလင်းရောင်အကြီးဆုံးရောက်နေပါနံပါတ်6 Check your thought တွေးတွေကိုပုံစံပြောင်းလိုက်ပါငါဒါကိုမလုံနိုင်ဘူးလို့တွေးမိရင်ငါဒါကိုလုပ်ဖို့ဘယ်လိုတင်ယူရမလဲဆိုတဲ့အပြုသဘောဆောင်တဲ့မိကုန်းနဲ့အစားထိုးပါအတွေးတွေကိုမယုံကြည်ခင်တတိနဲ့အရင်စောင့်ကြည့်ပါနံပါတ်9 It's okay not to be okay အရာအားလုံးကိုအမြဲတမ်းမထိန်းချုပ်နိုင်တာအပြစ်မဟုတ်ပါဘူးအားနည်းခြင်းဟာလည်းရှက်စရာမဟုတ်ပါဘူးအားနည်းနေဆိုတာကိုဝန်ခံနိုင်ခြင်းဟာတကယ်တတိပါအဲ့ဒီလိုခံစားနေရတာတင်တယောက်တည်းမဟုတ်ဘူးဆိုတာအမြဲတတိရပါနံပါတ်10 Don't give up တင်အခုကြုံနေရတဲ့အခက်အခဲတွေကအမြဲတမ်းအတွက်မဟုတ်ပါဘူးတစ်ဖက်မှာတင်အတွက်ကောင်းမွန်တဲ့အရာကိုစောင့်ကြိုနေပါအောင်မြင်တဲ့သူနဲ့ကြာရှုံးတဲ့သူကြားကတဦးတည်းသောခြားနာချက်ကထပ်ပြီးစူးစမ်းကြည့်အောင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါမရက်လိုက်ပါနဲ့အောင်ခဏလောက်နားယူလိုက်ပါနားယူပြီးကျွန်တော်တို့အတူတူပြန်စားကြတာပေါ့တင်ဟာအခုထက်ပိုပြီးခိုင်မာတဲ့သူပိုပြီးတောက်ပတဲ့သူတယောက်ဖြစ်လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုတွေကတင်အတွက်ခွန်အားတစ်ခုဖြစ်စေလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲဆင်ပြေကြပါစေဗျာ